တော့စကားဆွေးနေတဲ့ပတ်သက်ရင်ရေးကြီးဆုံးအချက်၃ချက်ရှိတယ်ဒါ theory ပဲကျွန်တော်ပြောတာပေါ့နံပါတ်1ကတော့ကျွန်တော်ခဏခဏပြောရတော့စကားပြောကောင်းမှုဆိုတာစိတ်ထားကောင်းမှုတွေအဲ့ဒါအလုံးရေးကြည့်တယ်ကျွန်တော်တို့ကကိုပြောတဲ့စကားကိုနားထောင်နေလူတွေမှာအကျိုးကျေးဇူးရှိပါပြီးတော့ဆိုတဲ့စိတ်စေတနာကိုအခြေခံရအဲ့ဒါအခြေခံခိုင်းပြဿနာအများကြီးရှိတယ်ကျွန်တော်တို့ကonline မှာဒီစကားပြောကောင်းမှုတွေအများကြီးရှိတယ်ကျွန်တော်တို့ကသို့တော့ကျွန်တော်တို့က10နှစ်ထက်ရည်နေတာဆွဲကြည့်လိုက်စင်းဆွဲကြည့်လိုက်ကျွန်တော်တို့စိတ်ထားမကောင်းတဲ့10နှစ်ထက်ရည်နေတာကျွန်တော်တို့ကခဏလေးတက်လာပြီးခဏလေးကြာလာပြီးတော့အများကြီးကျွန်တော်တို့ရှိကျွန်တော်တို့ကဒီ industry မှာကျွန်တော်တို့ရက်တည်လာကျွန်တော်26နှစ်ရှိစာရေးတာကျွန်တော်23နှစ်ရှိ throw can ထိတာလို့အဲ့ဒါတော့ပဲကျွန်တော်တို့မှရှိတယ်ကျွန်တော်တို့ရဲ့ complete ကနဲ့ပတ်သက်ပြီးကျွန်တော်တို့မှအဆုံးတင်မရှိဟာတာလို့ throw can ထိတာတော့ဒါတော့မတတ်နိုင်ဘူးတစ်ခါဒီစကားမှာသွားလို့ပြောခံထိတာတော့ရှိတာပေါ့ဒါလည်းလောက်ကျွန်တော်တို့ရှိဆိုတော့တိတ်ချက်ကတော့စိတ်ထားကောင်းမှုတွေအရေးကြီးဆုံးချက်ပေါ့နော်ကျွန်တော်ဒုတိယအချက်ကတော့စိတ်ထားကောင်းမှုတော့မရဘူးဒုတိယအချက်ကအရေးကြီးဆုံးကအလုံးလုံးအရေးကြီးတယ်စိတ်ထားတစ်ခုကိုအခြေခံနဲ့မရဘဲနဲ့ကိုပြောတဲ့စကားကိုပြောတဲ့ subject ကိုကျွန်တော်တို့ကကျွမ်းကျင်ဖို့ဘာသာရေးဆိုင်ရာကျွမ်းကျင်ဖို့ခေါ်တာပေါ့နော်ကျွန်တော်တို့ဘာသာရေးဆိုင်ရာကျွမ်းကျင်ဖို့ဆိုတာတော့ကျွန်တော်တို့ကပြောတဲ့ကိုပြောမဲ့အကြောင်းအရာကိုပြောမဲ့အကြောင်းအရာကိုကျွန်တော်တို့ကကျွမ်းကျင်ပိုင်နိုင်ဖို့ကလည်းအရေးကြီးဆိုတော့ကိုတကယ်မကျွမ်းကျင်တာမပြောနဲ့လို့ညာဥပမာဆိုရင်ကျွန်တော်တို့ကစတော်ဘရီပင်အောက်မှာချင်းတွေ့ကြရအောင်လို့ပြောတယ်စတော်ဘရီပင်ဆိုတာတစ်ခါတော့ကျွန်တော်တို့ဘုရားကျွန်တော်တို့ငယ်ငယ်ကကျွန်တော်တို့အဖိုးတွေပြောပြစာရေးဆရာပြောပြလို့ဟုတ်ကဲ့ကသူကအဲ့တော့ဂျစ်ကားတွေညီမကြီးမှာစဝင်စားဂျစ်ကားဆိုတာကတခါမရှိဘူးသူကဂျစ်ကားဆိုတာမတွေ့ဘူးဒါပေမဲ့သူများပြောတာနဲ့ရေးတဲ့အခါကျတော့ဇက်လိုက်ကားတဲ့တက်လာပြီးတော့ဘာလို့လိုက်လဲဆိုဂျစ်ကားတစ်ခါကိုဂျိုင်းတဲ့ပိတ်လိုက်ဆိုတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ subject ကိုပြောမဲ့အကြောင်းအရာနော်ကိုပြောမဲ့အကြောင်းအရာကိုကျွန်တော်တို့ကကျွမ်းကျင်ပိုင်နိုင်မှုကအရေးကြီးတတိယတစ်ချက်ကတော့ကျွန်တော်တို့ကကိုယ့်စကားကိုကျွန်တော်တို့ဆွဲဆောင်မှုရှိအောင်ပြောနိုင်တယ်စကားကအရေးကြီးဆုံးချက်ကဆွဲဆောင်မှုကျွန်တော်တို့ကစကားပြောရင်ကျွန်တော်တို့အပ်ပြီးပြောတာကျွန်တော်တို့ management တင်တာလည်းမဟုတ်ဘူးကျွန်တော်ခဏခဏပြောကျွန်တော်စာရေးဆရာဖြစ်တယ် management တင်တယ်ဆိုတော့ကျွန်တော်ရဲ့ business နဲ့လည်းပတ်သက်တယ်ကျွန်တော်တို့ကစကားကိုတစ်ချင်းတစ်ခုကိုကျွန်တော်တို့ပြောရတယ်ကျွန်တော်စကားကိုနားထောင်လိုက်ရင်ဒါကိုခံစားမှုကိုရတတ်တယ်ပြောတာစကားမှာဆွဲဆောင်မှုရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ဆွဲဆောင်မှုရှိအောင်ပြောနိုင်တယ်ဆွဲဆောင်မှုရှိအောင်ပြောရတဲ့နေရာမှာကျွန်တော်တို့ကအကြောင်းအရာရှိတယ်ပြောဖို့ဆိုလို့ရှိတယ်ဒီတစ်ခုတော့ကောင်းတယ်ကျွန်တော်တို့ကတချို့ကအကြောင်းအရာသိကောင်းတယ်တချို့ပြောတဲ့လူဒါပေမဲ့သူပြောလို့ဆိုမကောင်း online မှာတွေ့ဘူးမယ်တဲ့ဟုတ်လားဟိုစကားပြောတော့သူပြဖို့ကောင်းတယ်ဒါပေမဲ့သူပြောတဲ့အကြောင်းအရာကောင်းနေတယ်သူပြောတော့ကျွန်တော်တို့သိခံပြီးသားတော့ဒါပေမဲ့ပြိတ္တတန်နားထောင်မှာမဟုတ်ဘူးเนาะကျွန်တော်တို့ကဒုတိယတစ်ချက်ကတော့တချို့သူတွေကြတော့ဟိုပြောတဲ့အကြောင်းအရာဘာမှမဟုတ်ဘူးဒီလိုသမီးလုံးလေးတစ်လုံးကြောင်းပြောတာဒါပေမဲ့အဲ့ဒီကြောင်းသူကစကားပြောကောင်းတဲ့အတွက်အချာလေးပြောနိုင်တယ်အဲကြောင့်အကြောင်းအရာလည်းကောင်းရမယ်ဗာလည်းကောင်းရမယ်ကျွန်တော်ပြောဖို့ဆိုတော့ကောင်းတယ်เนาะအကြောင်းအရာကိုပြောဖို့ဆိုတော့ကျွန်တော်ကပြင်ဆင်ဖို့ဒီ၃ချက်ဆိုရင်ကျွန်တော်တို့ကစကားကိုကောင်းကောင်းပြောနိုင်တယ်เนาะအဲ့တော့ကိုယ့်ကိုယ်စကားပြောတဲ့အခါမှာဆွဲဆောင်မှုရှိဖို့ကအရေးကြီးဆုံးပဲပြီးရင်ရုံအောင်ပြောဖို့အရေးကြီးဆုံးပဲအဲ့ဒီလိုပြောလို့နိုင်အောင်ဆက်လုပ်လို့ရတယ်အဲ့ကျွန်တော်ဒီနေ့ဆိုရင်ကိုယ့်ကိုယ်စကားပြောတဲ့အခါမှာဆွဲဆောင်မှုရှိတယ်လို့ယုံကြည်တဲ့လက်ထောက်ပေါင်းကြည့်အောင်ကိုယ့်ကိုယ်ဆွဲဆောင်မှုရှိတယ်လို့ပြော overall ပေါ့ဗျာစကားမှမဟုတ်ကိုယ့်ကိုယ်ဆွဲဆောင်မှုမရှိမအောင်မြင်နိုင်ဘူးနော်ဆွဲဆောင်မှုမရှိကအောင်မြင်တာတရားမှမရှိဘူးဟုတ်ပြီဒီမှာတရားရှိတယ်နောက်တော့ဒီလိုဟုတ်ပြီတရားရှိတာဒီမတွေ့တာကြာပြီဟုတ်တယ်ပြီးပြီစမ်းဒါဆိုရင်3ယောက်ရှိတယ်ဒီမှာ4ယောက်ရှိတယ်ဟုတ်ပြီဟောထောက်လာထောက်လာဘာလိုလေးလို့ထောက်လာတော့9ယောက်ရှိတယ်6ယောက်ရှိတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒါဆိုအဲ့ဒီဆွဲဆောင်မှုရှိတယ်လို့ကိုယ်ကိုထင်တယ်အရှိဖောက်ကြပါ